အားလုံးပဲမင်္ဂလာပါမြေပါဒီနေ့ဗီဒီယိုလေးမှာတော့ကတ်တောင်းညွန့်လေးကိုတုံးတော့မှာဖြစ်ပါတယ်ဒီမှာဆိုရင် new project လို့ပေါ့အခြားဘုံမှာတော့ new project လို့ပေါ်တယ်ပေါ့နော်ဒီမှာတော့ new video ဆိုပြီးပေါ်နေရပေါ့နော်အဲ့ဒါတော့ဟိုဝင်လိုက်ပါမယ်ပြီးရင်ဆိုရင်တော့ကိုတိုက်တဲ့ဗီဒီယိုတစ်ပုဒ်ယူလိုက်ပါနော်ဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ်အဲ့လိုရေးပြီးသွားပြီဆိုတော့ပထမဆုံးအနေနဲ့စကောတူရဲ့ဒီပေါ့နော်ခဏလေးဒါလေးကိုနှိမ့်လိုက်ပြပါနော်ဟောမှာပေါ်လာလိမ့်မယ် save တော့ပြီးတော့ operation fast ဆိုပြီးတော့အများကြီးပေါ်တယ်ပေါ့နော်try face ဆိုပြီးထားတော့ရဝယ်သုံးရမယ်ပေါ့နော်ပေါင်းတော့အနေနဲ့ file ကိုနှိပ်ရပါမယ် file ကိုနှိပ်လိုက်မယ်ဆိုတော့သူ့ရဲ့အတန်တိုးချော်ရရပါနော်အကောင်းဆုံးလေ့ကျင့်ခန်းကဘာဖြစ်မလဲညအိတ်ခါနီးဘယ်လောက်ပဲပြီးရင်တော့ဒီပါဘောနော်အဲ့ရလေးနှိပ်လိုက်မယ်ပြီးရင်တော့သူကအဖတ်တွေပေါ်လာပြီပေါ့နော်အကောင်းဆုံးလေ့ကျင့်ခန်းကဘာဖြစ်မလဲအဲ့လေးကိုရွေးလိုက်ပြီဆိုတော့ဒီလိုလေးဖြစ်အကောင်းဆုံးလေ့ကျင့်ခန်းကဘာဖြစ်မလဲပြီးရင်တော့မီတို့ဆောက်ဖတ်ထည့်ရပါမယ်ဖတ်ထည့်ဖို့ဆိုတော့ဒီပါတယ်ပြီးတော့ sorry ဒီဟာလေးနှိပ်လိုက်မယ်ပြီးရင်တော့ဆောက်ဖတ်နှိပ်လိုက်မယ်ပြီးတော့ဒီမှာဆောက်ဖတ်တွေပေါ်လာပြီပေါ့နော်အဲ့အတစ်လောက်ဖို့တော့ဘုံဆိုတော့တန်းလေးလုပ်မှာပေါ့နော်အဲ့လေးကိုရှာလိုက်ပါမယ်ပြီးတော့ဒါလေးကိုထည့်လိုက်မယ်နော်ပြီးရင်တော့သူ့ရဲ့ voice ကိုကြည့်လို့အကောင်းဆုံးလေ့ကျင့်ခန်းကဘာဖြစ်မလဲညအိတ်ခါနီးဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ်ပင်ပန်းဒီလေ့ကျင့်ခန်းနဲ့ဒီလိုလုပ်ပြီးတော့ထင်ပါတယ်ပတ်တူလေးတင်ပေးပါနော်အဲဒါဒီဗီဒီယိုလေးရတော့ပါပဲအားလုံးမနှုတ်ဆက်ခဲ့ပါတယ် bye